ကောင်းပိုင်ရှင်လေးမေးရတဲ့မေးခွန်းလေးပြန်ဖြေပေးပါမယ်ခင်ဗျ iPhone မှာ15 Pro 15 Pro Max နဲ့16 Plus ဈေးလေးမေးတာပဲဖြစ်ပါတယ်ကျွန်တော်စီမှာ iPhone 15 UU ကနေစပြီး Pro Max ကြီးရှိမယ်15 UU ကိုကျွန်တော်28သိန်း5000ဝန်းကျင်နဲ့ရသွားမှာဖြစ်ပြီး15 Pro သိန်း30ဝန်းကျင်နဲ့ရသွားမှာပဲဖြစ်ပါတယ်အဲ့ဒါတော့မှ Pro Max size ကိုင်ကျင်တဲ့ battery ကြီးတာမှကြိုက်တယ်အားခံတာမှကြိုက်တယ်ဆိုလို့ရှိရင် iPhone 15 Pro Max ကိုကျွန်တော် ZPE Regional 36သိန်း5000နဲ့ရသွားမှာပဲဖြစ်ပါတယ်အရောင်နေနဲ့ဆိုတော့ Blue Titanium ဖြစ်သွားမယ်15 Pro ကတော့30ဝန်းကျင်ဖြစ်သွားမယ်15 GB ကတော့ကျွန်တော်28သိန်း5000နဲ့ဖြစ်သွားပါမယ်ခင်ဗျ16 Plus ကတော့ကျွန်တော်စီမှာ PC အရင်ရှားနေတဲ့အတွက်ကြောင့်မို့ကျွန်တော်စီမှာလက်ရှိ install တော့မရှိသေးပါဘူးရိုးရိုး16လိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်30ဝန်းကျင်နဲ့ရိုးရိုး16ကိုလည်းရသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးသွားတာ15 Pro 15 Pro Max နဲ့16 UU 15 UU ဈေးလေးပဲဖြစ်ပါတယ်ခင်ဗျ15 Pro Max ဆိုလို့ရှိရင်36သိန်း500015 Pro ဆိုရင်30ဝန်းကျင်နဲ့ရသွားမယ်15 UU ကိုကျွန်တော်28သိန်း5000နဲ့ရသွားပါမယ်16 UU လိုချင်တယ်ဆိုလို့ရှိရင်30ဝန်းကျင်မှာရရှိသွားမှာပဲဖြစ်ပါတယ်16 Plus ကတော့ PC ရန်ရှားတဲ့ပုံမှာကျွန်တော်ဒီမှာတော့မရှိသေးပါဘူးPC ရောက်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ဘက်ကနေပြီးတော့ဗီဒီယိုလေးအသစ်လေးတင်ပေးပါမယ်လို့ပြောချင်ပါတယ်ခင်ဗျဆိုင်မှာကိုရိုလာရောက်ကြီးကျူဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဆိုင်လေးစာလေးကအမှတ်168တိန်ကြီးစေးကားမတိုင်နီကုံစည်းတန်းလမ်းအောက်ဘလောက်ပဲဘယ်မြို့နယ်မှာတည်ရှိပါတယ်ဖုန်းနဲ့တိုက်ရိုက်ဆက်ပြီးမှယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဖုန်းနံပါတ်က3994598686ကိုစောက်တင်လို့ရပါတယ်ခင်ဗျ